အနက်စာကိုဆုံးခွာပြီးဆော်ရီကနေရိုနယ်ဒိုပြေးပြီဆိုတာတကယ်တော့သတင်းအမှားတွေပါပရိသတ်များလုံးမင်္ဂလာပါဗျာစူပါမန်နာမင်းအိုင်ဘတ်ခွန်ရှိကို5မိဗရမန်အေဂျင့်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ဒီအပိုင်းသတင်းနာတော်များမှာဖော်ပြနေတာကြားကတော့ရိုနယ်ဒိုတယောက်ဆော်ရီကနေထွက်ပြေးပြီးတော့မက်ထရစ်ကိုစစ်ပေးရှောင်သွားခဲ့ပဲဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီကိစ္စစတင်ဖြစ်တည်လာခဲ့တာလည်းဒီလေးမီသတင်းဌာနရဲ့ဖော်ပြချက်ကြောင့်လို့ပြောမှာပါဒီလေးမီသတင်းဌာနကနေပြီးတော့ရိုနယ်ဒိုကိုပိုင်ဆိုင်တဲ့ပေါင်62တန်းနဲ့ကိုပိုင်ချန်လီတစ်စီးဟာဆော်ရီအာရာဘီကနေပြီးတော့စပိန်နိုင်ငံမက်ထရစ်မြို့ကိုရေးပေါ်ထွက်ခွာခဲ့ဆိုပြီးအတီလင်းဖော်ပြလာခဲ့ပါတယ်လက်ရှိချိန်မှာဆော်ရီနိုင်ငံမှာပဋိပက္ခတွေကအခုရပိုင်းတွင်အီရန်နဲ့အမေရိကန်အစ္စရေးတို့ရဲ့အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်အစမတန်ကြီးထွားနေတာအားလုံးလည်းသိပဲဖြစ်ပါတယ်။ဆော်ရီနိုင်ငံဟာတန်တမန်ရေးရာအရာမှာအရေးပါသလိုရီယက်မြို့တော်ဟာလည်းနိုင်ငံခြားသားပေါင်းများစွာတန်တမန်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေအများပြားနေထိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။အီရန်ရဲ့လက်ပြုတ်ပြန်မှုစစ်စင်ရေးတွေရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ရီယက်မြို့မှာရှိတဲ့အမေရိကန်တန်ယုံဝင်းကိုညာရင်းချင်းတရုံးနဲ့ဆင်းနဲ့ဝင်ရောက်တိုက်ခိုက်မှုတစ်ခုကပြီးခဲ့တဲ့ရက်ပိုင်းကပဲဖြစ်ပွားခဲ့ပါတယ်။ဆော်ရီကာဝေးဝင်ကြီးထန်နာရဲ့ထုတ်ပြန်ချက်တွေမှာတော့ဒီတိုက်ခိုက်မှုကြောင့်အသေးစားမီးလောင်ကျွမ်းမှုနဲ့ပြည်စည်းဆုံးရှုံးမှုတချို့ရှိခဲ့ပေမဲ့လူသေးပြောက်ကတော့မရှိခဲ့ဘူးလို့သိရပါတယ်။ဒါပေမဲ့အမေရိကန်တန်ယုံဘက်ကတော့ဆော်ရီမှာရှိနေတဲ့သူတို့ရဲ့နိုင်ငံသားတွေကိုအိမ်ထဲကနေအိမ်ပြင်မထွက်ဖို့အရေးပေါ်သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ Red ဟာပြီးခဲ့တဲ့2022ခုနှစ်တုန်းကမက်ချာနိုက်တက်ကနေထွက်ခွာခဲ့ပြီးတဲ့နောက်အန်ဆာအသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ရောက်ရှိလာတဲ့အခါမှာလည်းသူ့ရဲ့အတူနေချစ်သူဂျော်ဂျီနာရိုရီဂိုနဲ့သားသမီး9ယောက်စလုံးကိုရီယက်မျိုးစီအတူခေါ်လာခဲ့တာဖြစ်ပါတယ်။ Red ဟာမိသားစုကိုအလွန်ချစ်မြတ်နိုးတဲ့အိမ်တော်ဦးစီးတယောက်အနေနဲ့နေအိမ်နဲ့တိမ်မွေးလာတဲ့နေရာမျိုးမှာပေါက်ကွဲတံကြားရပြီးတန်ယုံကို drone နဲ့တက်ခတ်ခံရတဲ့ဆိုတဲ့သတင်းဟာသူ့အတွက်တော့အကြီးအကျယ်တလုံးစရာဖြစ်ခဲ့မှာသိကြပါတယ်။ဒါကြောင့်လည်းဒီနေ့သတင်းဌာနနဲ့ online လေကြောင်းစောင့်ကြည့်ရေးစနစ် Flight Radar 24ရဲ့အချက်လက်တွေအရ Red ရဲ့ကိုပိုင်ချဲလင်ဟာဒေသစံတော်အချိန်ည8နာရီဝန်းကျင်မှာရီယက်မြို့ကနေတိတ်ဆိတ်ထွက်ခွာသွားတယ်လို့တည်ပြုထားပါတယ်။ဒီလမ်းကြောင်းဆက်လက်ကြည့်ရှုရမှာအီဂျစ်နိုင်ငံကောင်းကင်နဲ့မြေထဲပင်လယ်ကိုဖျက်ကျော်ပြန်တန်းခဲ့ပြီးစပိန်နိုင်ငံမက်ဒရစ်မြို့ကိုစပိန်စံတော်ချိန်မနက်တနာရီမထိုးခင်လေးမှာဆိုင်းရောက်ခဲ့တာဖြစ်တယ်လို့သိထားရပါတယ်။ခီးစဉ်ကြာရင်ကတော့9နာရီနီးပါးကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ Red ကိုတိုင်းဒီလေးမှာပါဆိုတာကတော့အဲ့ချိန်ကာလာတုန်းကတေချာမသိရပေမဲ့အခုတေချာလေးလာကြည့်လိုက်တဲ့အခါမှာတော့ Ronaldo ဟာဆော်ရီအာရေဗျမှာရှိတဲ့သူ့ရဲ့ NSA အသင်းမှာပဲဆက်လက်ရှိနေတာကိုတွေ့ရပါတယ်။လက်ရှိချိန်မှာ Ronaldo ဟာဒဏ်ရာပြဿနာကြောင့်အနားယူနေရတာဖြစ်ပြီးပြီးခဲ့တဲ့ F1 နဲ့ပွဲစဉ်မှာလည်းပွဲချင်းချင်းမကစားနိုင်ပဲပွဲချင်းမိနစ်80မှာလည်းလူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ Ronaldo နဲ့တကောက်ကျော်ဒဏ်ရာခံစားနေကြရတာဖြစ်ပြီးနှစ်ဘက်ကနေ၄ဘက်အထိအနားယူရမှာဖြစ်ပါတယ်။လက်ရှိချိန်မှာဆော်ရီမှာဖြစ်နေတဲ့နိုင်ငံရေးခင်းချင်းတွေအကြောင်းဆော်ရီလီကိုခိတ္တရနာထားခြင်းဖြစ်ပါတယ်။ Ronaldo ကတဲ့မိသားစုဝင်တွေဖြစ်တဲ့ဇနီးလောင်းဂျော်ဂျီနာနဲ့ကလေးတွေကိုတော့ဘေကင်ယာစပိန်နိုင်ငံကိုတွားပို့ထားပေမဲ့သူကိုယ်တိုင်ကတော့အသင်းအလေးကျင့်ကွင်းမှာပဲဒဏ်ရာကုသမှုကိုခံယူရင်းကျန်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်သတင်းတွေမှာဖော်ပြနေသလို Red လစ်သွားပြီဆိုတာကမဟုတ်ပါဘူး။ဒီချက်ကိုလည်းနာမည်ကျော်သတင်းတော် Fabrizio Romano အပါအဝင်ခိုင်မာတဲ့သတင်းရင်းမြစ်တွေကချက်ချင်းအတည်ပြုပေးခဲ့ကြပါတယ်။အနက်စာအသင်းဟာမက်စတာ2ရက်နဲ့3ရက်နေ့တွေမှာထုတ်ပြန်ခဲ့တဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေမှာလည်း Red ဟာအားကစားရုံထဲမှာလေးကျင်ကနေလုပ်နေသလိုလေးကျင်ကွင်းမှာလည်းပြုံးရွှင်နေရှိနေတာကိုမြင်တွေ့ခဲ့ရတာကြောင့်သူထပြေးသွားတယ်ဆိုတဲ့ကောလာဟလတွေကအချင်းမမရှိဘူးဆိုတာတသက်ပြပြီးသားဖြစ်သွားခဲ့ပါတယ်။ဒီတော့အရှိလေပိုင်းကပဋိက္ခတွေငြိမ်သက်သွားမလားဒါမှမဟုတ်ပုံမပြင်းထန်မလားဆိုတာကတော့ဒီအချိန်မှာကျွန်တော်တို့မသိရသေးပါဘူးကျွန်တော်အနေနဲ့ကမ္ဘာအကောင်းဆုံးစားမတူနဲ့သူ့ရဲ့မိသားစုဘေကင်းမို့စတောင်းပေးရမှာဖြစ်တယ်လို့ကမ္ဘာပြိုင်ပွဲမှာလည်းသူ့ရဲ့အကောင်းဆုံးပုံစံကိုမြင်တွေ့ရဖို့မျှော်လင့်သွားမှာပဲဖြစ်ပါတယ်ဘောလုံးစလာတို့ကိုယုံကြည်စိတ်ကြတာဆော်လာခြင်းမှာကဘိုင်ယိုကချပေးထားတဲ့နံပါတ်ကတစ်ဆင့်ဆက်သွယ်ပေးပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ